တစ္ဆာကိုကြိုက်တဲ့လောက်မင်းပြုတ်ခိုင်းကြိုက်တဲ့လောက်တစ္ဆာစိုးခိုင်းကြိုက်တဲ့လောက်တစ္ဆာတွေသူ့ကိုစိုးခိုင်းပြီးကြိုက်တဲ့လောက်လှုပ်ခိုင်းတာရော့တောက်ဆိုပြီးတိုက်လိုက်တဲ့အချိန်မှာကိုကဆရာအပြောကြံတယ်အမိန့်ကြံတယ်ဆိုရင်မင်းဟွာတတ်တာဆိုပြီးလှုပ်ပြီးထွက်သွားဘာလဲဒီလဲသူကြိုက်တဲ့လောက်တစ္ဆာလေးစိုးအဲ့ဒီတစ္ဆာကြီးသူတောင်းမှသူထိမှာလေသူတောင်းမှမှန်ကန်မှာဟုတ်ပြီနော်အဲ့ဒါကိုကရော့တောက်ဆိုပြီးတိုက်လိုက်ပြီးကြတော့ရပြီထွက်တော်ဆိုသွားလုံးသွားပြီမင်းအဲ့ပညာတယ်မင်းကိုတတ်တာပြပြီးထွက်သွားဘာပြောမလဲဒီလားသိလားဘသူတောက်တော့မတောက်တော့ဘသူတောက်တော့မတောက်တော့မင်းဖိုက်ထဲရောက်မင်းဆိုတဲ့တစ္ဆာမင်းထိမင်းခံဟုတ်ပြီနော်ကိုသားကိုပလွှဲရတောက်ရမရသေးရတပည့်တပန်းလွှဲရတောက်ရမရသေးရလူသားတို့ရကိုသားတို့ရတောက်ရမရသေးရမင်းတောက်သမျှမင်းဖိုက်ထဲရောက်မင်းဆိုသမျှတစ္ဆာမင်းထိမင်းသိမင်းဖိုက်ထဲပဲရောက်ဆိုပြီးတော့အမျိုးမျိုးပေါ့ကိုပြောရင်ပြောတတ်တယ်လို့မျိုးပြောပြီးတော့တောက်ဆိုပြီးတော့လိန်ညာအာခံပြီးတောက်ခဲ့ပါဆံရပုတ်ကွာအတိအနှိမ့်ဆက်ကြတယ်ထန်ခတ်ကြတယ်ပေါ့ဟုတ်ပြီနော်လိန်ညာအာခံပြီးတော့ခြံခဲ့တယ်ကြံခဲ့တယ်ဆိုရင်လည်းမင်းတို့တန်မြန်စတယ်မှာဖြစ်စီပေါ့ဟုတ်ပြီနော်အဲ့လိုမျိုးတွေတိုက်ရတယ်တိုက်မှသာလူဆိုတဲ့တစ္ဆာလူမှန်ပါအဲ့ဒါအောင်မှအဖေတို့တွေ့ကြုံကပြောမယ်ဆိုရင်အဲ့တစ္ဆာဆိုတဲ့နေရာမှာနော်အဲ့လိုမျိုးတိုက်လို့တောက်ဆိုပြီးတော့တိုက်ခိုင်းတဲ့ချိန်ကျမှဆရာခဏလေးကျွန်မကြံနေတယ်စောစောကဆရာကိုကျွန်မပရိယေများပြီးခြံထားခဲ့တာဆိုပြီးတော့တစ္ဆာကြီးပဲလေခဏပြန်ပေးပြီးသူပြန်ထုတ်ပေးတာမျိုးတွေအဖေတို့ကြုံဘူးလေအဲ့လိုပြီးရင်လည်းမထုတ်ဖဲနဲ့ပေးကန်တယ်မတောက်ဖဲနဲ့ပေးခံနေတာလေအဲ့မတောက်ဘူးဘလို့ကလုံးလို့မရအောင်အဲ့ဒါဆိုမင်းလောက်ထားကြံနေလို့လားမထက်လို့ရှင်နေရလားအဲ့လိုမေးလိုက်ရင်ကြံနေလို့ဟုတ်ပြီကြံနေရင်ထုတ်အောင်သိသွားပြီလူဆိုတဲ့တစ္ဆာထဲမှာဖေးတော့ပါတယ်လေခုလောက်ထားတဲ့ဆက်တွေလည်းအကုန်ထုတ်ပြီးပါပြီနောက်ထပ်တွေလည်းမလုပ်တော့ပါဘူးဆိုတစ္ဆာတွေပါတော့သူအဲ့ဒါကြီးကိုလိန်ပြီးဆိုရင်သူရေဒီတစ္ဆာကိုတောက်ပြီးရတယ်သူထိပါဟုတ်ပြီနော်အဲ့ဒီအတွက်အဲ့လိုမျိုးတွေပြောလိုက်တဲ့ဆိုရင်သူကအင်တင်နေလောက်သွားပြီလောက်သွားပြီဖြစ်ပြီးဆိုမင်းကြံ